မထင်မှတ်ပဲနိုင်ပွဲရသွားနိုင်တဲ့ချက်စီအားလုံးပဲမင်္ဂလာပါဟိုဘောဂရုကကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော် free tip လေးတစ်ပွဲပေးသွားခြင်းနဲ့နည်းနည်းလေးညင်းခုန်ဆွေးနွေးရမယ့်ပွဲလေးကိုကျွန်တော် free tip အနေနဲ့ပေးသွားခြင်းနဲ့ဘယ်ပွဲလေးလဲဆိုလို့ရှိရင် Brighton နဲ့ Chelsea ပွဲလေးပဲဖြစ်ပါတယ်အဲ့တော့ free tip လေးကိုမပေးခင်ကျွန်တော်စီမှာ member ဝင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ BNB tip သိန်းနဲ့ရောင်းပွဲတွေဝင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ TikTok info ထဲမှာတင်ထားတဲ့ဖုန်းနံပါတ်ကနေလာပြီးတော့ဝယ်လို့ရတယ်လို့ပြောချင်ပါတယ် Telegram channel လေးကိုလည်း join ထားပေးပါအဲ့မှာကျွန်တော်ရဲ့နေ့စဉ် record တွေသိန်းနဲ့ရောင်းပွဲတွေ member plan တွေကိုနေ့စဉ်မပြတ်တင်ပေးနေပါတယ်အဲ့တော့ Telegram channel လေးကို join ထားလို့ရှိရင်ရိုးမြုပ်စီရဘူးလို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ရဲ့ member တစ်ထဲမှာလည်းတကွက်ဖြစ်တဲ့Brighton နဲ့ Chelsea ပွဲလေးကို free tip အနေနဲ့ပေးသွားချင်ပါတယ်ဒီပွဲမှာ Brighton က level 20ကြေးကြောပေးတဲ့ Chelsea ကိုဂိုးမောင်းကြီးက3လုံး40ပေါင်းဝင်းရင်ဖွင့်နေပေါ့နော်ဒီပွဲမှာ Brighton ရဲ့ဖွင့်ပေးထားတဲ့ဈေးကပျော့သေးတယ်လို့မြင်တယ်ထူးဆန်းသွားလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင် Chelsea လို့အသင်းကြီးကို Brighton level 20ပေးတယ်ဆိုတာများတယ်လို့ brother တို့စိတ်ထဲမှာတွေးကောင်းတွေးလိမ့်မယ်ကျွန်တော်တို့အနေနဲ့ကြတော့အဲ့လိုမမြင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်နောက်ဆုံး9ပွဲ10ပွဲလောက်မှာ Arsenal တသင်းကိုပဲရှုံးခဲ့တဲ့ Brighton အနေနဲ့နောက်ဆုံး9ပွဲမှာ4ပွဲဆက်ရှုံးထားတယ် Chelsea လိုမျိုး foul out နေတဲ့အသင်းကိုဒီထက်ပိုပြီးပေးလို့ရတယ်ဘာကြောင့်ဒီထက်ပိုပြီးပေးလို့ရတယ်လို့ပြောလဲဆိုလို့ရှိရင်Chelsea နဲ့ Brighton နဲ့ကအဆင့်6နဲ့9ဆိုပြီးမြဲသူ့ထက်မှာရမှတ်ကွာပထားချက်တမှတ်ပဲရှိတယ်အဲ့တော့ဒီနေ့မှာသာ Brighton နိုင်လိုက်လို့ရှိရင် Chelsea ရဲ့နေရာအဆင့်6ကိုတန်းရောက်သွားမှာဖြစ်တယ်အဲ့ဒီမလုံးရှိတယ်အဲ့ဒီမလုံးကဘာလဲဆိုလို့ရှိရင်ဥရောပဝင်ခွင့်မလုံးဖြစ်တယ်အဲ့လိုမျိုးဥရောပဝင်ခွင့်မလုံးလည်းရှိနေတယ်နိုင်လို့ရှိရင် Chelsea နေရာကိုရောက်မဲ့ပွဲကိုနင်းပွဲလို့ခေါ်တယ်အဲ့လိုနင်းပွဲမျိုးမှာနိုင်မယ်ဆိုလို့ရှိရင်ဖောင်ကောင်းနေတဲ့အသင်းကကြေးကြောပို့ပေးရတယ်နောက်ဆုံးပွင့်လင်းပြောရင် level 5နိုင်မယ်ဆိုလို့ရှိရင် level 50လောက်ထိပေးလို့ရတယ်ဘာကြောင့်လဲဆိုတော့အမှတ်ပေးစရာကိုနင်းပြီးတက်သွားမဲ့ပွဲဖြစ်တဲ့အတွက်နိုင်မဲ့အသင်းကကြေးပေးရမယ်ပြီးတော့လီဗာပူးတောင်မှာ Brighton အိမ်ဝင်းမှာ level 40ပဲပေးခဲ့ပြီးတော့2-1နဲ့ရှုံးခဲ့တယ်ဆိုလို့ရှိရင် Chelsea နဲ့လီဗာပူးဆိုတာ Chelsea နဲ့လီဗာပူးဆိုတာပြား90လောက်กว่าတယ်ပဲဆိုပါစို့အဲ့ဒါဆိုလို့ရှိရင်Brighton အနေနဲ့ဒီနေ့အိမ်ဝင်းမှာဒယ်စည်းလောက်ဖွင့်လို့ရတယ်မှန်တယ်တကယ်လို့နိုင်မယ်ဆိုလို့ရှိရင်ကြေးကြော90လောက်တော့ပေးရမယ်အိမ်ဝင်းအားတာချက်ရှိတယ်ဖောင်ကောင်းနေတယ်တစ်ဖက်က Chelsea ကဖောင်ရော့နေတယ်ကစားသမားကြီးအဆင်ပြေဘူးနီးပြကလည်းတော်တော်လေးကိုဝေဖန်ခံနေရတယ်ဒီလိုအချိန်မှာ Brighton ပေးထားတဲ့ level 20ဆိုတာတာမန်အပေါ်ရန်ကြည့်ရင်ပြင်းတယ်လို့ထင်ရပေမဲ့အမှတ်ပေးစရာကိုအဆင့်6လောက်ထိရောက်နိုင်တဲ့အချိန်မျိုးမှာ level 20ဆိုတာနိုင်ဖို့မလုံလောက်ဘူးလို့ကျွန်တော်မြင်တယ်ဒါကကျွန်တော်တို့ကပွဲတစ်ပွဲကိုကြီးတန်းနဲ့ကြီးတဲ့သူတွေဖြစ်လို့ပေါ့နော်အဲ့တော့တာမန်ကြီးတဲ့သူဆိုလို့ရှိရင်တော့ Brighton level 20ဆိုတာများတယ်လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လိုကြီးတန်းကိုကြည့်တယ်နိုင်ချွတ်တွေးတယ်ဆိုလို့ရှိရင်တော့ဒီနေ့ Brighton ပေးထားတဲ့ level 20ဆိုတာတော်တော်လေးကိုနည်းတယ်လို့ပြောလို့ရတယ်ပြီးတော့ foul အရင်ကောင်းနေတဲ့အသင်းနဲ့ကျွန်တော်တို့ foul ကျနေတဲ့အသင်းတွေ့တဲ့အချိန်မှာ foul ကျနေတဲ့အသင်းကကြေးအောင်တက်တဲ့အဆင့်လာရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မှာ Chelsea တရေဒါမှမဟုတ်လို့ရှိရင်အနိုင်လို့ပဲကျွန်တော်မှန်းနေပါတယ်အဲ့တော့ပြီးတော့နောက်တစ်ချက်ပြောချင်တာက Premier League မှာ Brighton, Fulham, Brentford, Everton ဒီ၄သင်းလုံးကဘယ်တော့မှဥရောပဝင်ခွင့်ကံမဲ့အသင်းတွေမဟုတ်ပါဘူးထပ်ပြောပါမယ်အဲ့ဒီ၄သင်းလုံးကဘယ်တော့မှဥရောပဝင်ခွင့်ကိုမမှန်မောသလိုဥရောပဝင်ခွင့်ကိုလည်းကံမဲ့အသင်းတွေမဟုတ်ပါဘူးသူတို့မှဥရောပရည်မှန်းချက်ဆိုတာလည်းမရှိပါဘူးသူတို့ကအမှတ်ပေးစရာအလေလက်မှာနေမယ်အသင်းကြီးတွေကိုဒုက္ခပေးမယ်ဆိုတဲ့အစဉ်လာနဲ့ပဲနေတာဖြစ်ပါတယ်အဲ့ဒါကိုယာတီတိုင်းမှာတချို့တစ်စတာတွေကပြောတယ်ဟာဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက်ဒီနေ့ဘာကံမယ်ညာကံမယ်အဲ့ဒါတွေကရှောက်ပေါ်နေတာပါသူတို့ကဘာဥရောပဝင်ခွင့်အတွက်မှမကံပါဘူးเนาะရှင်းလေးပါဒီလိုအသင်းတွေကဘူဂီနဲ့ပေါင်းမယ်ဘူဂီကကြေးဖွင့်ပြီးလို့ရှိရင်ကစားမယ်အဲ့ကစားတာရဲ့နောက်ွယ်မှာသူတို့ကအကျိုးမြတ်ရမယ်ဒီလိုမျိုးပဲသွားနေရပါရှင်းလေးပါဘာမှမရှုပ်ဘူးအဲ့တော့ပြောချင်တဲ့သဘောကဒီနေ့ချက်စီးမထင်မှတ်ပဲနိုင်ပွဲတွေ့သွားနိုင်တယ်မတွေ့နိုင်ဘူးဆိုလို့ရှိရင်မှအနေဆုံးတည်ရမယ်လို့ကျွန်တော်ခန့်မှန်းပါတယ်အဲ့တော့ဒီနေ့ပွဲလေးကချက်စီး body ဖြစ်ပါတယ်ထပ်ပြောပါမယ်အဲ့လိုအသင်းမျိုးတွေကိုမယုံပါနဲ့ဥရောပဝင်ဝင်အတွက်ဘာမှမျှော်လင့်ချက်လည်းမရှိပါဘူးချက်စီးတို့လိုအသင်းမျိုးတွေပါပဲမျှော်လင့်ချက်ထားပြီးတော့ရှင်းပြနေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာ win draw လို့ formula အရဆိုလို့ရှိရင်လည်းစပါးကိုတေးချတာရှိပါလေနိုင်တဲ့အတွက် Brighton ရှုံးသွားနိုင်ပါတယ်ဒီ J နဲ့ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ရဲ့ free tip လေးက Chelsea body ဖြစ်ပါတယ် Chelsea တေးနဲ့အနိုင်မှန်းပါတယ်အနည်းဆုံးတော့အပြား20ဒါမှမဟုတ်အပြည့်ရလိမ့်မယ်လို့ထင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဘောဂရုလို့ခေါ်ပါတယ်